ကဲဒီနေ့တော့ကောင်းညင်မောင်းနဲ့ကြက်တွန်ကြော်လေးလှုပ်စားဖြစ်တဲ့တညရိတ်စိမ့်ထားတဲ့ကောင်းညင်ကို medium heat နဲ့မိနစ်30ကနေ45မိနစ်လောက်စားပြီးတော့ပေါင်းပါမယ်တမ်ပူရာဘာတာမရှိတော့အကျော်မုံကွာကိုဆက်ပါတယ်ဆန်မုံနှစ်စွန်းမောက်ကောင်းညင်မုံတစ်စွန်းပဲစိမ်းမုံတစ်စွန်းဘေကင်းဆိုဒါအနည်းငယ်စားနဲ့စနွေမုံတို့ထည့်ပါမယ်ရေကိုလိုအပ်လိုလေးထည့်ပြီးတော့အနစ်ကလေးဖြစ်တဲ့အထိစားမွေးပါမယ်အနစ်ကကိုလိုချင်တဲ့အနေထားရောက်ပြီဆိုရင်ဖြတ်ထားတဲ့ကြက်တွန်နီလေးကိုထည့်ပြီးနှက်အောင်မွေးထားပါမယ်ပြီးရင်တော့ medium heat လေးနဲ့ဖြည်းဖြည်းချင်းစားကြောပါမယ်အကြော်ကြော်ရင်လေအောက်ကနေနည်းနည်းလေးစပြီးမာလာပြီဆိုမှတစ်ဖက်လန်ပါမယ်နော်ရွှေဝါရောင်လေးတန်းတဲ့အနေထားရောက်ပြီဆိုလို့ရှိရင်တော့ကြက်တွန်ကြော်လေးက ready ဖြစ်ပါပြီကြက်တွန်ကြော်ရပြီဆိုတာနဲ့ကောက်ညင်မောင်းလည်း ready ဖြစ်နေပါပြီကောက်ညင်မောင်းဆိုရင်လေအဲ့လိုအစီကော့လေးနဲ့အီလေးကိုအရန်ကြိုက်တာအဲ့တော့ကောက်ညင်မောင်းပွဲလေးစပြစ်မယ်ပေါ့နော်ပဲပြုတ်ကဒီခါကိုပေါင်းတာနည်းနည်းလေးပြေသွားတယ်နန်ထောင်းကတော့အမေရဲ့နန်ထောင်းလေးပြီးရင် Sunday Burmese တီလေးနဲ့မနက်စားလေးအရန်ကိုပြည့်စုံတာဒီလိုကောက်ညင်မောင်းနဲ့အကျော်လေးစားရတဲ့နေ့ဆိုရင်လေအကျော်လေးဒီနီးလေးအတိုင်းကြော်ကြီးကျွတ်နေရနောက်တရက်ထီကိုလေအကျော်အနှစ်တွေကိုလေကိုအမျိုးမျိုးရှောက်ဆန်းကြည့်ရဒီတခါတော့တော်တော်လေးကိုကောင်းတယ်နိုင်ငံခြားရောက်နေတဲ့လူတွေအိမ်အလွမ်းပြေလေးလှုပ်ရှားကြည့်ကြပါအောင်ရှင်